အမိမိတ်တာတရာကိုတက်တာကရောင်မဆွေအလွမ်းမပြေတယောက်တည်းကြိုက်မင်းကိုရသဘဝပါမောရောင်မမရှိအောင်ခံစားရရအမောင်ပါရောင်ခုံရှိတာသမောရောင်ဘရီလာလေးရှော်ရအမိမိတ်တာတရာတက်တာကရောင်မဆွေအလွမ်းမပြေတယောက်တည်းကြိုက်မင်းကိုရသဘဝပါမောရောင်မမရှိအောင်ခံစားရရအမောင်ပါရောင်ခုံရှိတာသမောရောင်ဘရီလာလေးရှော်ရမြော်ရောင်ရှာစံတော်နဲ့နိုင်ငံရဲ့ခါမှာအလင်းခဲအပရောခဲမခိငယ်ရဲ့အစာကိုစားပနာရုံးကဲလှောက်ရှားနေမညမအလောက်ကိုကရူစားအလွမ်းကိုပေးဖေးထားပနာတော့ကကိုရောင်မပိုင်ညရဲ့ပညာစီလောကတဲ့ဒီခရီမှာလုံမျိုးယုံတဲ့ဘဝသင်္တရာလေးအဆောင်ပရိသနေမှာရောက်လဲလဲမေအမောင်ပါရောင်ခုံးရှိတာသမုတ်တနေအပရိလာလေးမေအမောဒီရှိဆိုရောကိုကိုတဲမှာသမုတ်လာလဲအမောင်ပြောနေပြလာစိတ်ကူးရောင်းနဲ့လွမ်းပြရီဝေးတနေအပရိလာလေးမြေမောစုံလောင်ရဲ့မိထမောင်ဝဲရဲ့နဲ့အပူပေါင်းမဟိရဲ့မိရောင်တုံးကိုသမောက်တဲတာလွဲလာပါရဲ့အမော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 နဲ့မောဟိုင်အိုပရိပနာအမတရာခေါ်မလိုက်ရှောင်းရမောစိနေမဲ့ထဲမှာအမောင်ချမ်းမှာပါစီကြောင်းတမောက်စုတောင်းကန်တော်လျက်ပါမောရှာစံတော်နဲ့နိုင်ငံရဲ့ခါမှာအထင်ခံအပရောခံမခိငယ်ရဲ့အစာကိုစားပနာရုံးကဲလှောက်ရှားနေမညမအလောက်ကိုကရူစားအလွမ်းကိုပေးဖေးထားပနာတော့ကကိုရောင်မပိုင်မြတ်ရဲ့ပညာစီလောကတဲ့ဒီခရီမှာလုံမျိုးယုံနေဘဝသင်္တရာလေးအဆောင်ပရိတနေမှာရောက်လဲလဲမေအမောင်ပါရောင်ခုံးရှိတာသမုတ်တနေအပရိလာလဲမေအမောဒီရှိဆိုရောကိုကိုတဲ့မှာသမုတ်လာလဲအမောင်မျောနေပြလာစိတ်ကူးရောင်းနဲ့လွမ်းပြရီဝေးအမငေးပါလာခဲ့မောင်မကခေါ်မင်းရောင်တုံးကိုသမုတ်တနေအပရိလာလေးမေအမောစုံလောင်ရဲ့အမိထမောင်ဝဲရဲ့နဲ့
မောတဲ့တာလွှဲရပါရဲ့အမော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 နေမောဟိုင်အိုပရိပနာအမတရာဖော်ပလိုက်ရှောင်းရဲ့မောစိတ်နေမဲ့ထဲမှာအမောင်ချက်မှာပါစီကြောင်းတမောစုတောင်းကန်တော့လေရပါမော